လောကမှာဘလို့လူမျိုးကြောက်စရာပေါင်းလဲဆိုတာစဉ်းစားဘူးလားကိုရှိမှကျွန်တော်တို့ရန်သူလိုဆက်ဆံနေတဲ့သူတွေကမဟုတ်ဘူးရကျွန်တော်တို့ရဲ့နောက်ဘက်မှာကျွန်တော်တို့ကိုထိခိုက်အောင်လုပ်မဲ့သူကျွန်တော်တို့ကိုနောက်ကျောဓာတ်နဲ့ထိုးမဲ့သူအဲ့လိုလူမျိုးအမြဲတမ်းစဉ်းစားနေတဲ့သူကမှကြောက်ဖို့ကောင်းတယ်ပေါ့နော်တချို့လူတွေကအပြင်ဘက်မှာရန်နူးညံ့တယ်စကားပြောလဲရန်ကောင်းတယ်ရန်လဲရှိုးသားတယ်ကျွန်တော်တို့နဲ့စကားပြောမစွန်းတော့ကိုကြီးငါညီငါမောင်ကြီးမောင်လေးအကိုကြီးဒါမျိုးတွေပေါ့နော်ရင်းနီးနီးနဲ့ပြောတတ်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့အကျိုးစီးပွားနဲ့ကိုယ့်ရဲ့အကျိုးစီးပွားကျွန်တော်တို့ရှင်းရမယ့်အခါတွေမှာတော့ကိုယ့်ဘက်ကနေပြီးတော့ဘသူကအရင်ဆုံးပျောက်သွားမလဲဆိုတာကျွန်တော်တို့သိနိုင်မှာမဟုတ်ဘူးနော်ကိုယ့်ဘက်မှာဘသူတွေပဲကြံနေခဲ့မလဲကိုကဘသူတွေကရန်သူဖြစ်သွားမလဲဆိုတာကျွန်တော်တို့သိနိုင်မှာမဟုတ်ဒီလိုလူတွေကိုကျွန်တော်တို့ကနှစ်မျက်နှာလူတွေလို့ခေါ်တယ်သူတို့ကမျက်နှာနှစ်ခုရှိတာထက်ပိုဆိုးတယ်ဗျမျက်နှာနှစ်ခုရှိတာမှအဝက်ဒီပဲလှည့်ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့အချင်းချင်းတစ်ခုချင်းစီကိုကျွန်တော်တို့ပုံမှာဘလို့မျက်နှာနဲ့ရေးဆိုင်ရမယ်ဘလို့မျက်နှာနဲ့ပြရမလဲဆိုတာသိနေတဲ့သူတွေပုံမှာကျွန်တော်တို့ကအရန်သတိထားရမယ်ဥပမာကျွန်တော်တို့ကတငယ်ချင်းတယောက်နဲ့လှုပ်နေဆိုပါစို့ကျွန်တော်တို့ရဲ့ရှိမှာတော့ကျွန်တော်တို့ရဲ့တငယ်ချင်းကကျွန်တော်လှုပ်တာအရန်ကောင်းတယ်ငါအားပေးတယ်မင်းဒီလိုပဲလှုပ်တင်တာလိုပဲဖြစ်တင်တာဆိုကျွန်တော်တို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့မရှိတဲ့အချိန်ကျွန်တော်တို့ရဲ့ကိုယ်ရမှာတခြားသူတွေသူဘယ်လိုပြောလဲဆိုတော့သူလှုပ်တာမှမဟုတ်ဘူးလကား6လုံးနေတာဘာမှတက်တာလည်းမဟုတ်ဘူးဒါမျိုးတွေဆိုပြီးတော့သူပြန်ပြောနေတတ်မယ်ပေါ့နော်ပိုဆိုးကသူကကျွန်တော်တို့မနာလို့မဟုတ်ဘူးကျွန်တော်တို့သုံးချပြီးတော့သူ့ဘဝရဲ့တက်လန်သူ့ရဲ့ကောင်းကျိုးကိုသူကတူးဖော်နေရပါတော့အဲ့လိုလူမျိုးကကျတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုသူကမသိဘူးကြည့်လည်းမကြည့်ဘူးကျွန်တော်တို့ရဲ့အောင်မြင်မှုကနေပြီးတော့သူ့ရဲ့အကျိုးအတွက်သူ့အတွက်ဘာရမလဲဆိုတာပဲသူကြည့်ရဒါမျိုးလူတွေကိုသတိထားရင်းရပါနောက်တဲ့အကြောက်အကောင်းဆုံးလူတယောက်လည်းရှိရဗျကိုကျိုးအတွက်ဘာမှမဆိုလုပ်ရဲတဲ့လူပါနော်ဒီလူတွေကလည်းတိတ်ကြောက်ဖို့ကောင်းတယ်ဘသူသိငတိမှာပြီးရောဆိုပဲလူစားမျိုးတွေပေါ့အဲ့တော့ကျွန်တော်တို့ဒါကိုအတွက်တကူရဖို့ငွေကြေးရဖို့ဖြစ်ဖြစ်ဒီယာရုရဖို့ဖြစ်ဖြစ်ကို့ပေါ်ယုံကြည်ထားတဲ့သူတွေတောင်မှသူဆွန့်လွတ်နိုင်တယ်ကျင်းလှည့်ပြားနိုင်တယ်ပေါ့ကို့အကျိုးရှိဖို့ဆိုသူများတော့မှအစားထိုးဖို့သူအရေးသိမ့်မထားတော့ဘူးအဲ့ဒီလူတွေကိုဆုံးရှုံးလိုက်ရင်လည်းသူကအားသိမ့်မဖြစ်တော့ဘူးအဲ့လိုလူမျိုးတွေပေါ့အဲ့လိုလူမျိုးကိုကြောက်စရာကောင်းစေတာသူတို့ကအမြဲတမ်းရက်ဆက်ရုံမာနေလို့မဟုတ်ဘဲနဲ့သူတို့ရဲ့စီးမြင်းကသူတို့မှဘလို့တတ်မှတ်ထားလဲဆိုတော့ဒီငါအကျိုးရှိရင်ပြီးရောငါအတွက်အမြဲဖြစ်ရင်ပြီးရောဆိုဖြစ်နေလို့ပေါ့နော်ကြောက်မလို့လည်းဘသူတည်မတင်ပါပြီးရောဆိုဖြစ်နေအောင်ဒီလိုလူတွေကကျွန်တော်တို့နဲ့ခင်နေလို့ကျွန်တော်တို့မထိခိုက်ဘူးဆိုပြီးကျွန်တော်တို့အာမခံလို့မရအောင်သူ့အကျိုးကိုယ့်အကျိုးနဲ့ပတ်သက်လိုက်ရင်ဒီနေ့တစ်ချိန်မှာကျွန်တော်တို့စန့်ကျင်ပြီးတော့ကျွန်တော်တို့နောက်ကျော်ဓာတ်နဲ့တိုးမဲ့သူတွေဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒီလိုမျိုးအကြောင်းလေးပြောရင်ကျွန်တော်တို့ကလူတိုင်းအောင်တန်တရားဝင်လို့မဆိုးလို့ဘူးပေါ့နော်လူတယောက်နဲ့တစ်ချိန်နဲ့တော့အပြုမူကသူ့ကိုလူဆိုးလို့ပြောလို့မရအောင်ဗျအခါလေးကျွန်တော်တို့ပုံမှာအဲ့လိုတိုက်ဆိုင်သွားတဲ့အပြုမူတွေလည်းရှိကောင်းရှိတယ်တချို့ကြောင့်လည်းအချိန်ကြီးရလုံးလိုက်ရတဲ့သူတွေလည်းရှိရင်ရှိတယ်ဗျဒါကျွန်တော်တို့ကတခါလေးလဲတော့မယုံတိုင်းနေပေါ့နော်လူတွေဘယ်လိုဆက်ဆံလဲသူ့ဘောကိုဘမိုးပဲနဲ့တခြားသူတွေပေါ်မှာသူ့တဲ့အဆင့်နိုင်တဲ့ပုံမှာသူဘယ်လိုဆက်ဆံလဲသူ့အတွက်အကျိုးရှိတဲ့သူတွေဆိုရင်တော့သူဘယ်လိုဆက်ဆံလဲသူမတဲ့အခါမှာဝင်ခိုင်းရလားတာဝန်မှုအပြည့်ဝရှိရလားသူ့အတွက်အကျိုးမရှိရဲ့အချိန်မှာတော့သူဂတိတည်ရလားဒါမျိုးတွေကျွန်တော်တို့ကစမ်းသပ်ကြည့်တယ်လေအဲအကြမှာကျွန်တော်တို့ယုံကြည်ရတဲ့မိတ်ဆွေကောင်တယောက်ဖြစ်မှာပေါ့နော်လူတယောက်ရဲ့အကျင့်စာရိတ္တကာယတာဆိုတာလေအဲအကြမှာပေါ်တာပေါ့လူရမှတ်ထားစီခြင်းတယ်ပေါ့နော်ကြောက်စရာအကောင်းဆုံးသူဆိုတာတော့အနာကြီးဆုံးလူလည်းမဟုတ်ဘူးဒေါသအကြီးဆုံးလူလည်းမဟုတ်ဘူးပေါ့နော်ကိုကျိုးအတွက်ဘယ်လိုမျိုးစီးပေါင်နေတားထားပါစေအဲ့ဒီအရာတွေကိုကြော်နိုင်ပြီအဲ့ဒီအရာတွေကိုမှားတယ်လို့မခံစားတော့တဲ့လူကမှကြောက်ဖို့ကောင်းတာပေါ့နော်အဲ့တော့မှားတာကိုမှားမှမသိတော့တဲ့လူမလုတ်တင်တာကိုမလုတ်တင်မှမသိတော့တဲ့လူအဲ့လူတွေနဲ့ပေါင်းတဲ့အခါမှာလဲစကားချိုးတာတော့ခုလဲကျွန်တော်မကြည့်နဲ့သူ့ရဲ့အကျိုးစီးပွားနဲ့ကိုယ့်ရဲ့အကျိုးစီးပွားမတိုက်တော့တဲ့အချိန်မှာအဆင်မပြေတော့တဲ့အချိန်မှာဘလို့လူဖြစ်သွားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ဘာကြောင့်လဲဆိုတော့လူတယောက်ရဲ့မျက်နှာသူ့အကြောင်းအများကြီးပြောနိုင်ပေမဲ့သူ့ရဲ့အကျိုးစီးပွားကိုထိခိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူ့ရဲ့စိတ်တဲ့အစစ်အမှန်တွေကိုလူတွေကပြတတ်တယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုလူမျိုးတွေဖြစ်ကောင်းဖြစ်နေလောက်တယ်ဗျသူများတွေပဲပြောနေတာပေါ့ကျွန်တော်တို့ကိုယ်တိုင်ကအဲ့လိုဖြစ်မနေဘူးလားကဲလို့အဲ့လိုဖြစ်နေတယ်ကျွန်တော်တို့ကဆင်ញင်ရမှာပေါ့နော်သူများကိုအကျိုးစီးပွားအတွက်နေပဲကျွန်တော်တို့ကထိကလို့မရဒါမျိုးလေးရောမှတ်ထားစေချင်ပါနေတော့အဲ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးများကြပါ